ရဲ့ဗီဒီယိုကြည့်ဘာရမလဲဆိုအေးချမ်းမှုလည်းမရဘူးကျင်းနေအေးချမ်းမှုဘယ်တော့မှရမှာမဟုတ်ဘူးတခြားဘလော့ဂါတွေရှိတယ်ဘလော့ဂါတော်တော်များများတော့ခီးသွားကြည့်ရင်လုံးဝအေးချမ်းမှုတွေခံစားပြတယ်မဟုတ်ကျွန်တော်အေးချမ်းမှုမပါဘူးကျွန်တော်ဒုက္ခတွေရဲ့အတွေ့အကြုံတွေရဲ့အဲ့အတွေ့အကြုံတွေဘယ်လိုဖြေရှင်းသွားလဲဆိုတဲ့ဟာပဲရမှာကျွန်တော်ကအေးချမ်းမှုတော့မရဘူးဗီဒီယိုရတော့ကျင်းသေးတယ်အဲ့တခါလေကြာရင်လွတ်လပ်ရှင်းနေလို့ရမယ်ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့ဘယ်လိုခံရလဲဆိုတော့အခုလည်းအဲ့လိုပဲအမှန်တမ်းပြောရင်အခုကအစီအစဉ်ပဲခီးသွားတာညီလေးလည်းအဲ့လိုဘယ်မှမသွားလို့မြင်တာညီလေးဘယ်မှမသွားအဲ့လိုအားရတာပဲတင်လားအခုလည်းသိပါပါအခုလည်းသွားဦးတာဆိုတော့အဲ့အားတွေကဘယ်လိုပြောမလဲပုံမှန်ရိုးတလန်းသွားပြီးတော့ဖြစ်လာတဲ့ကြုံတွေ့လာတဲ့အရာတွေကကျင်ကြရင်မေ့သွားမှာပဲဗျာပုံမှန်ရာဝိထုတော့မေ့သွားမှာပဲအဲ့တော့ဒုက္ခတွေအများကြီးရောက်ခဲ့မယ်ကိုကအများကြီးပောက်ရရင်လည်းဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒါတွေကကိုယ်အမတ်တရားတွေအများကြီးဖြစ်သွားမှာဗျာတကပုံတော်ရှိရင်လေအမတ်တမဲရတယ်အမတ်တရားဖြစ်သွားရဆိုတော့မရှိရသိရမလားကိုယ်ကလည်းအမတ်တရားတွေများခဲ့မှာပဲပြီးတော့နောက်တစ်ခုက online money ပေါ့နော်ခင်ဗျားလည်းအခု digital မှာတင်နေလောက်တင်နေပေါ့အဲ့ဒီ YouTube တွေ Facebook တွေဘာတွေကရရပတ်စံခင်ဗျားတကယ်ဖြတ်သန်းလို့ရလားလောက်လားလုံလောက်လားအမှန်ကြောရင်ဘို့တော့မိနစ်တစ်ရက်မှစောက်ဝင်တာမိနစ်တစ်ရက်မှစောက်ဝင်တယ်ဆိုရင်တရက်တည်းကိုဒေါ်လာ20လောက်ရတယ်ဆိုတော့မစိုးဘူးပြောရမယ်အဲ့ဒါပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့လုံးလုံးနဲ့ထုတ်လို့မရတယ်ဆိုတော့ချိတ်ထားတော့ပဲပေါ့နော်ပြဿနာတွေတက်နေတော့တက်နေဆိုတော့payment တွေ test bound တွေဖြစ်နေတော့ဟိုနေရာမှာ Facebook ကပတ်သက်ရတယ် YouTube ကပတ်သက်လည်းရတယ်ဒါပေမဲ့ YouTube ကအရင်နေတယ်အဲ့တော့အဲ့ဒီဟာတွေမျောမှန်းပြီးသွားမှဆိုရင်ဘာမှဖြစ်လာမှာမဟုတ်အဲ့ဒါတွေမျောမှန်းလို့မရဘူးကျွန်တော်အဲ့ဗီဒီယိုတွေတင်တယ် content တွေ create လုပ်တယ်ဆိုတာအဲ့ဒါတွေပတ်သက်နေမျောမှန်းလို့မဟုတ်ဘူးကျွန်တော်ဒီကကြိုက်လို့ပေါ့နော်ကိုကြိုက်တာကိုလုပ်နေတာပေါ့နော်ဒါပါပဲကျွန်တော်ပတ်သက်ဟိုတွေပါတော့မတွေးပါဘူးကျွန်တော်ပတ်သက်ဘယ်လိုရှာလဲဆိုရင်ပြင်သစ်မှာဆိုရင်ကျွန်တော်တင်းချိုင်းနေပါရှိရဗျာအဲ့လမ်းလျှောက်သွားလိုက်တင်းချိုင်းနေပါမှာသူ့နေမှာဆိုရင်တင်းချိုင်းနေဘာတွေကိုပြုတ်နေတဲ့အဖိုးကြီးပိုင်းတွေရှိတယ်တခါကျရင်အဲ့လိုမျိုးပေါ့နော်ဟိုကဝင်မေးကြည့်ဟိုငါတန်ရှင်းလုပ်ပေးမယ်ပေါ့နော်ငါ့ကိုကြိုက်လောက်ပဲပေးအဲ့လိုမျိုးဆိုရင်သူတို့တွေကတခါကျလုပ်ခွင့်ပေးတယ်ဗျာလုပ်ခွင့်ပေးရင်အမှကျွန်တော်ဝင်လို့တခါကျယူရို10ယူရိုတို့20ယူရိုရတာရှိရဲ့အဲ့ဒါဆိုရင်တရက်တည်းစားဖို့တောက်ဖို့တွေအများကြီးလောက်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါလောက်တယ်ပြီးတော့ကျွန်တော်ကင်မရာဖုန်းတွေလိုက်ပြင်ပေးတယ်ပေါ့နော်တချို့အဖိုးကြီးတွေဘိုင်းတွေကြာလို့ဖုန်းတွေ application တွေကင်မရာပါရခေါင်းနေမကလိတော့ဘူးကလိတော့အဲ့ဒါလည်းကျွန်တော်လိုက်ပြင်ပေးဘိုးတော်နဲ့ပေါင်းပြီးတော့ဘိုးတော်ကလည်းအမှန်တမ်းပြောရရင်ပြောလဲအဆုပ်ပြက်တွေလိုက်ကောက်တာအဆုပ်ပြက်တွေလိုက်ကောက်တယ်ဆိုတာဘယ်လိုပြောရမလဲရန်ကုန်မှာဆိုရင်အဆုပ်ပြက်ကောက်တယ်လို့အောက်ပါပဲအောက်ထစ်ပဲဒါပေမဲ့သူတို့စီမှာအဆုပ်ပြက်ကောက်တယ်လို့ချမ်းသာတယ်ဘာလို့လဲဆိုတော့အဆုပ်ပြက်တွေကိုသူကလိုက်ကောက်တယ်ကောက်ပြီးတော့အဆုပ်ပြက်တွေသူကပြင်တယ် TV တွေပါတုတ်နေရဆိုလဲပြင်တယ်ဒီမှာအဲ့ဒါတော့ဈေးအများကြီးနဲ့ပြန်ရောင်းတယ်တော့ပတ်သက်လည်းနည်းနည်းပါးရတယ်ပေါ့နော်အောက်ကြီးသူကလည်းချမ်းသာနေရလို့မဟုတ်ဘူးតែသူမိုက်တွေလိုက်ကောက်တဲ့အခါမှာလည်းကျွန်တော်လည်းအဲ့လိုပဲတခြားအိမ်တွေလိုက်ဝင်ပြီးတော့လိုက်မေးတယ်ပြင်တယ်ဖုန်းတွေအများကြီးပေါ့နော်တော့ပတ်သက်ရှာခဲ့ပုံစံတွေလည်းရှိတာပေါ့ဒီလိုပါကြားတော့ဘယ်လိုမျိုးအစားအသောက်ပေးတာခင်ဗျာဘယ်လိုဖြေရှင်းလဲအီတလီမှာကိစ္စဆိုတော့အီတလီကကျတော့ကျွန်တော်စားကောင်းစားတယ်ပီဇာတွေစားတယ်အဲ့တော့ပတ်သက်လည်းနည်းနည်းပါးခုမှထွက်လာခြင်းဆိုတော့ကျွန်တော်ပတ်သက်နေရှိတယ်ပတ်သက်နေရှိတော့ကျွန်တော်လည်းအစားတောက်ကောင်းစားပြီးတော့အမှတငယ်ချင်းအိမ်မှာအိတ်တယ်ပြီးတော့နောက်တလားလောက်ရှိတော့ကျွန်တော်ပြန်ထွက်လာတယ်ပေါ့နော်ဒါကျွန်တော်သွားမယ်ဆိုပြီးတော့တပိန်းနေပါလေတေချာဝင်တာယာရဲဆိုလဲအကောင်းစားလိုက်တာဟိုတာယာတစ်ဖက်ကို80လောက်ပေးရတယ်အဲ့တော့ပတ်သက်လောလောဆယ်ပါလာတော့80လောက်ရှိတော့တစ်ဖက်ကို80 14ရှင်းတော့140ဆိုမြန်မာငွေ9သိန်း6သိန်းလောက်ရှိရပါတော့အကောင်းစားရဒါမဲ့ကျွန်တော်တရက်ပဲတင်လိုက်ရတရက်ပဲနေပြီးတော့မှပြစ်ထားခဲ့ရနှစ်မျိုးပြပြီပေါ့နော်မင်းတော့ပြန်ယူပါလားအဲ့စပယ်ကိုမယူတော့လေဘယ်ဝေးရောက်သွားရင်ပြန်ယူပါမှာဟဲ့လေစပယ်ပြန်ရောက်တဲ့ဘူးနဲ့သူလမ်းစိတ်နဲ့ဘယ်လိုလုပ်မှဖြစ်တော့မှာမရဘူးလေ